Queen Beauty Program လေးကတော့ဒါအလှပရေးရာဆိုင်ရာတွေကိုပေါ့နော်ဒါဗဟုသုတလည်းရမယ်ပြီးတော့game show အနေနဲ့တင်ဆက်ထားတာဆိုတော့game လေးလည်းစော့ပြထားတဲ့ reality show လေးပါကြည့်ရတာပြောစရာရန်ကောင်းပါပါခဲဆုံးကတော့အဲ့လို game ဆော့ရတာပေါ့နော်အဲ့လို program ကတကယ်ရိုက်ပြီးတော့ game ဆော့ရတာဆိုတော့အဲ့ဟာမှာတချို့ရဲ့ game လေးမှာတော့အခက်အခဲနည်းနည်းရှိတယ်ဒါပေမဲ့ပြောရတာလည်းအဲ့ game ပါပဲ game ဆော့နေရတာပြောရခက်လဲခက်ခဲပြောလဲပြောရပါတယ်ဒီမလေးကဘာဖြစ်ရတော့အဲ့လို public challenge တွေကတော့အခက်ခဲဆုံးပဲပေါ့နော်အဲ့လိုအရှိရ interview မှာလည်းဖြေဘူးအဲ့လိုနည်းနည်း introvert ဆိုတော့အပြင်ကလူတွေနဲ့စကားပြောရမှာနည်းနည်းကြောက်တယ်မှာပါတယ်ပထမဆုံးစပြောရဆိုလို့ရှိရင်အဲ့တော့ challenge တွေကအဲ့လိုရန်ကိုပြင်းထန်တဲ့ challenge တွေပါတော့အရန်ခက်ခဲခဲ့ပါတယ်ဒီ show လေးကိုရွှေ application မှာကြည့်လို့ရအောင်မှာဖြစ်ပါတယ်ဒါအားလုံးလည်းအရန်ကြည့်လိုက်လို့ရှိရင်အဲ့လိုအပန်းလဲပြေမယ်ပြီးတော့ဘုဟုတုတလည်းရစေမယ် show လေးလို့ထင်တယ်ဒီထဲမှာလေအဲ့လိုဒီ aesthetic ဘိုင်းဆိုင်ရာတွေကိုလည်း game လေးအနေနဲ့စော့ပြထားတာဆိုတော့ကြည့်ရင်အဲ့လိုပြင်းစရာမကောင်းလာပြီးဆိုလည်းပုံမှန်ဆိုအဲ့လိုအရန်မဖတ်ချင်ဘူးလေစာရှိကြီးဆိုတော့ဒါပေမဲ့အဲ့လို game လေးတွေနဲ့လာပြီးတော့မင်းမင်းဆိုင်ဆိုင်လေးဖြေတာဆိုတော့အပြေမှန်လေးတွေလည်းသိရမှာပေါ့နော်အဲ့တော့စိတ်ဝင်စားဖို့ကောင်းမှမထင်ပါရဲ့ပြိတ္တတွေတော့လည်းဟုတ်အဲ့သူပြောသားဆိုပါလို့ပေါ့နော်ဒီထဲမှာအဲ့လို game လေးတွေနဲ့အလှပရေးရာဆိုင်တဲ့ဟာလေးတွေစော့ထားတာပေါ့နော်အဲ့တော့ကိုကလိုက်ပြီးတော့အဲ့လိုစာရေးပိုင်းမဖတ်ချင်ဘူးဆိုရင်ဒီ game လေးကိုကြည့်လိုက်တာနဲ့အနည်းငယ်လောက်ဖြစ်ပေါ့နော်ဘုဟုတလေးရသွားမယ်လို့လည်းထင်ပါတယ်ဒါကဟို entertainment သဘောအနေနဲ့ကြည့်ရင်တော့မှကိုအတွက်ဘုဟုတရစရာလေးရမှာပါပြောလဲပြောစရာကောင်းတဲ့ program လေးဖြစ်တဲ့အတွက်ကြောင့်ဒီဟာလေးကိုပေါ့နော်ဒီ Trinity ရဲ့ app လေးမှာစောင့်မျှော်ကြည့်ရှုပေးဖို့အတွက်ကိုဒီကနေဖိတ်ခေါ်လိုက်ရပါတယ်ရှင် application ကြတော့လေဒါအားလုံးလဲခုနောက်ပိုင်းကအဲ့လိုဒီလာပြီးဆိုလဲ TV ဘာတွေထက်အဲ့လိုဖုန်းထဲမှာ application ရှိရင်အဆင်ပြေတယ်ပေါ့နော်အဲ့တော့လွယ်လွယ်ကူကူကြည့်လို့ရသွားရဲဆိုတော့အကုန်လုံးအဆင်ပြေသွားတာပေါ့ဟုတ်တယ်အဲ့လိုဖုန်းလေးရှိရုံနဲ့ပေါ့နော်ဒီ app လေးကို download လုပ်ပြီးတော့ဒီဖုန်းထဲမှာထည့်ထားပြီးတော့ကြည့်တာနဲ့အဲ့ထက်မှာဒီဟာပဲမဟုတ်ဘူးရုပ်ရှင်ကားလေးလည်းတင်ပါဆိုတော့ကိုကအပြင်းပြေပေါ့နော်ကြည့်လို့ရတဲ့အတွက်အရန်အဆင်ပြေသွားတဲ့အတွက်ထင်ပါတယ်အဲ့တော့ app ကို download လုပ်ပြီးတော့ဒါ cancel လုပ်လဲရတယ်ဆိုတော့ကိုကဒါ cancel မှာလား download လုပ်ပြလိုက်တာကန်ဆန်းမှာပေါ့ဒါကကန်ဆန်းရမှာပေါ့ကန်မြင့်နေတယ်လို့ခေါ်ထားတယ်ဟုတ်လားဟုတ်တယ်ဝါးဝါးရှင်ပါတယ်နော် challenge ရလာပြီးတော့မသိရအောင်အဲ့လိုရောက်တော့မှအဲ့လိုစာရေးလေးကိုဖွင့်ပြီးတော့ challenge ရသိရဆိုတော့လေနေ့တိုင်းကတော့ surprise ပါဟုတ်ပါတယ်ဒါလည်းရေတော့ဟဲ့ရှင်ဆိုတော့ကိုလှအောင်နေဖို့ကတော့အရေးကြီးပါတယ်အဲ့လိုဘသူအတွက်ကြောင့်လှအောင်နေရတို့ဘသူအမြင်မှာလှနေဖို့ဆိုတာမျိုးထက်ကို့အမြင်မှာကို့ကိုလှနေလို့မြင်နိုင်တဲ့အချိန်ကပိုကောင်းမယ်လို့ထင်တယ်ပေါ့နော်application လေးအခုလို launch လုပ်တော့မှာဆိုတော့အရန်ဝမ်းသာပါတယ်ပြီးတော့လာပြီးလည်းဒီမှာเนาะရုပ်ရှင်လေးဒီမှာပြမယ်မှာရိုက်ထားတဲ့ကားလေးရှိရဲအဲ့ဒါလေးလည်းကြည့်ရမယ်ဆိုတော့ရင်ခုန်တယ်တခြား series တွေရောပြီးတော့တော်များများပေါ့เนาะရုပ်ရှင်စကားအသစ်တွေရောမြင်ရမှာဆိုတော့လာပြီးလည်းရုပ်ရှင်ကြည့်ရကြိုက်တဲ့လူတွေဖြစ်တဲ့အတွက်ဒီလို application နောက်တစ်ခုပေါ်လာတာနောက်ထပ်ဝမ်းသာစရာတစ်ခုပေါ့เนาะရုပ်ရှင်ချစ်တဲ့ပရိသတ်တွေအတွက်အဲ့ပြင်လာပြီးတော့အရန်ကိုစူးစမ်းထားတဲ့program လေးလည်းပြတော့မှာဆိုရမ်းရင်ခုန်နေပါတယ်ဘလို့ရုပ်စိုးပန်းစိုးပုံတွေထွက်လာမလဲဆိုကောက်ကိုလည်းရင်ခုန်နေပါပြီအခုရောက်မကြည့်ရသေးဘူးနော်မကြည့်ရသေးဘူးတော့ရင်ခုန်နေပါပြီပြိတ္တတွေဒီ Trinity app လေးမှာပေါ့နော်ဒီ Apple Queen program လေးထွက်လာတဲ့ခါကျရင်လည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို့ဒီကနေလေးစားစွာခေါ်လိုက်ရပါတယ်ရှင်နောက်ပြီးတော့လည်းဒီ app Trinity app လေးကို download လုပ်ပြီးတော့ရွှေပြားလေးတွေရွှေပြားနိုင်ပါတယ်အဲ့တော့ဝင်ရောက်ကန်ဆန်းပေးကြပါဦးရှင်ကျေးဇူးတင်ပါတယ်